ပုပ္ပားတောင်ကဘယ်တိုင်းမှာရှိတာလဲမန္တလေးတိုင်းဧရာဝတီတိုင်းမကွေးတိုင်းမန္တလေးတိုင်းမင်းကုန်းပထိုးတော်ကြီးကဘယ်တိုင်းမှာရှိတာလဲမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းစကိုင်းတိုင်းပုဂံဘုရားကဘယ်တိုင်းမှာရှိတာလဲမကွေးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းမန္တလေးတိုင်းမြတ်တလွန်စေတီတော်ကဘယ်တိုင်းမှာရှိတာလဲစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းမကွေးတိုင်းပိုခတ်တဲ့မိကွန်းလေးလာပါပြီနော်စွမ်းဦးပုံညာရှင်ကဘယ်တိုင်းမှာရှိတာလဲမန္တလေးတိုင်းမွန်ပြည်နယ်စကိုင်းတိုင်းစကိုင်းတိုင်းစတံကူကဘယ်ပြည်နယ်မှာရှိတာလဲကရင်ပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်ရွှေတကုံဘုရားကဘယ်တိုင်းမှာရှိတာလဲရန်ကုန်တိုင်းပဲခူးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းကောင်းမှုတော်ဘုရားကဘယ်တိုင်းမှာရှိတာလဲစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းဥပိန်တရားကဘယ်တိုင်းမှာရှိတာလဲစကိုင်းတိုင်းနေပြည်တော်မန္တလေးတိုင်းမန္တလေးတိုင်းမြောက်ဦးဘုရားကဘယ်ပြည်နယ်မှာရှိတာလဲကရင်ပြည်နယ်မန္တလေးတိုင်းရခိုင်ပြည်နယ်ရခိုင်ပြည်နယ်ငွေတောင်ဆယ်ကဘယ်ပြည်နယ်မှာရှိတာလဲရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကယားပြည်နယ်ကယားပြည်နယ်ရေလက်ကျောက်တန်းဘုရားကဘယ်တိုင်းမှာရှိတာလဲရန်ကုန်တိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းရိတ်ရေကန်ကဘယ်ပြည်နယ်မှာရှိတာလဲကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ချင်းပြည်နယ်လေထံကုန်းကဘယ်ပြည်နယ်မှာရှိတာလဲချင်းပြည်နယ်ကချင်ပြည်နယ်ကယားပြည်နယ်ချင်းပြည်နယ်အကောက်တောင်ကဘယ်တိုင်းမှာရှိတာလဲမကွေးတိုင်းပဲခူးတိုင်းဧရာဝတီတိုင်းဒီအဖြေမှန်ကိုသိရင် comment မှာဖြေခဲ့ပေးနော်